အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခင်ကြရပဲဖြစ်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဘာလဲဆိုရင်အာဆင်နယ်ပြည်သက်တွေနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့စကားလေးရှိတယ်ပေါ့နော်ဒီအာဆင်နယ်ပြည်သက်တွေထက်မှဝက်ပုတ်ခေါင်ရဲ့နောက်ပြီးတော့ညမိုးစုံမှုပတိုင်းနဲ့ကလားကပါလဲတော့မသိအဲ့ဒီကောင်လေးဒီအာဆင်နယ်ဖန်အဲ့ဒီအတိုက်ကျွန်တော်ပြောချင်တာပေါ့နော် sorry ပြောချင်တာလေဆိုတော့ဒီအာဆင်နယ်ဖန်ရဲ့ခုလက်တလောမချင်နေရဘူးเนาะအာဆင်နယ်ပွဲကြည့်ရတာကသူတို့အတွက်ကဒီထမင်းစားရင်းနဲ့ရုပ်ကြီးစင်းလိုက်ဝါနေရတယ်လို့ပဲမျက်ရည်ဆက်တဲ့အခါကျတော့မျက်ရည်လည်းကြားရတယ်ဆက်လည်းဆက်တယ်ဒါပေမဲ့ပိုက်စာနေတော့လည်းကြိတ်ပြီးဝါနေရတော့သူတို့မှာကဘာဖြစ်လဲဆိုတော့သူတို့အသင်းကိုသူတို့ချစ်နေတော့လည်းဆက်ပြီးတော့အားပေးနေရတဲ့အခြေအနေမျိုးပေါ့လက်ရှိအခြေအနေကိုပြောပြရမယ်ဆိုရင်ပေါ့နော်လက်တလုံးအာဆင်နယ်ကနိုင်ပွဲရဖို့ကြိုးစားနေတာဟာဘာနဲ့တူလဲဆိုရင် ADN ဆက်ထဲမှာကတ်မပါပဲနဲ့ပတ်စံနိုင်ဖို့ကြိုးစားနေတဲ့လူထက်တောင်မှပို့ပြီးတော့ခက်ခဲနေပြီတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လဲပြောရဲဆိုတော့သူတို့နိုင်ပွဲရဖို့တော်တော်ကြိုးစားနေရတယ်အတီတာကတော့သူ့ရဲ့အစီအစဉ်ရဖို့ဗျာ the process ပေါ့ the process ပေါ့ပြည်သက်တွေကိုဒါ through the process ဆိုပြီးတော့ဒါစကားတွေအများကြီးပြောထားတယ်ပေါ့နော်အဲ့ဒီစကားတွေကိုယုံကြည်လုံးလို့အခုဆိုရင်ဒီ process ဆိုတဲ့စကားလုံးကြားရတာနဲ့တင်အာဆင်နယ်ပြည်သက်တွေဘဝကအော်ကလီဆန်နေရတဲ့ဘဝမျိုးဖြစ်ရောက်နေပြီပေါ့နော်မင်းတို့ကမဟုတ်တော့ဘူးကွာငါတို့ကတော့ယုံကြည်နေတာပဲနော်ဒါပေမဲ့ process ကလမ်းဘေးပဲရောက်နေသလားဒါမှမဟုတ်မြောင်းလေးပဲရောက်နေသလားဆိုတာတော့ခွဲခြားမရဘူးပေါ့နော်ဒါတော့အာဆင်နယ်ပြည်သက်တွေဟိုကောင်းနေပြောချင်တာပေါ့နော်သူတို့ပြောနေတဲ့ဒီ process ကြီးကဟလာလမ်းဘေးရောက်နေလားမြောင်းလေးရောက်နေလားတော့မသိဘူးသူတို့ရဲ့တက်စီမှုတွေလည်းကြည်အောင်နေတာနော်တက်စီမှုတွေရဲ့အခြေအနေကဘယ်လိုဖြစ်နေလဲဆိုတော့ကိုဘောရှိရောက်နေရင်အာဆင်နယ်တက်စီမှုတွေဟာဒီရောက်ခမအိမ်ရှိရောက်နေတဲ့သမတ်တစ်လေးလို့ပေါ့ဗျာမလုပ်ရမှန်းမသိကြောင်တောင်နဲ့နောက်ဆုံးတော့ဒီဘောလုံးကိုဘိုးထဲမကန်သွင်းပဲနဲ့ပြည်သက်တွေစီလက်ဆောင်ပေးလိုက်တာကပဲသူတို့လုံနိုင်တဲ့အလုပ်ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဆိုတော့ကိုယ်ထဲမှာဝင်အောင်မကန်နိုင်တာဟုတ်ဒီနေ့ကဒီအာဆင်နယ်ဖန်တယောက်ပြောတာလေးရှိတယ်ပေါ့နော်ဆရာဝန်ကသူ့ကိုမေးတယ်တဲ့ခင်ဗျားမှာနှလုံးအားနေတဲ့ယောဂရှိနေပြီတဲ့စိတ်လုံရှားစရာရှောင်ရမယ်တဲ့အဲ့ဒါနဲ့အဲ့ဒီလူကဘာပြန်ပြောလဲဆိုတော့ဆရာတဲ့ကျွန်တော်ကတဲ့အာဆင်နယ်ပြည်သက်ပါတဲ့အဲ့ဒီအချိန်မှာဆရာကဘာပြန်ပြောလဲဆိုတော့ဩတဲ့ဒါဆိုရင်စိတ်မပူပါနဲ့ခင်ဗျာတဲ့ခင်ဗျားတို့အတင်ကဘယ်တော့မှစိတ်လုံရှားစရာကောင်းအောင်ကစားဘူးတဲ့အေးစစ်စစ်နဲ့ရှုံးပေးနေတာဆိုတော့တဲ့စိတ်အေးလက်အေးတာကြည့်ပါဗျာတဲ့အဲ့ဒီအချိန်မှာအာဆင်နယ်ပြည်သက်တယောက်ကဘာဖြစ်သွားလဲဆိုတော့ဩငါတို့ဘဝလည်းဒီလောက်တောင်ပဲလားဆရာဝန်တွေတော့မှသိနေပြီဆိုတဲ့အခြေအနေမျိုးပေါ့နော်တွေးရင်ကိုငါဒေါသတွေထွက်လာတယ်မလေးနော်အပြီးတော့ဒီရက်ထဲမှာမင်းနေတဲ့မိကုန်းလေးတွေလည်းရှိတယ်ပေါ့နော်အာဆင်နယ်ပြည်သက်တွေကိုမေးတဲ့မိကုန်းအာဆင်နယ်ပြည်သက်တွေကတဲ့ဖုံးကြည့်ဘာလို့အနေနဲ့မှောက်ထားတာလဲအဲ့ဒါနဲ့အာဆင်နယ်ပြည်သက်တယောက်ကပြန်ပြောတယ်ဖုံးမှောက်ထားတာမဟုတ်ပါဘူးတဲ့အဲ့ဒီဂိုးရလက်တွေပြတဲ့ AP ဖန်သားဖို့ပြင်ပေါ်ကဂိုးရလက်သူများတွေတိသွားမှကြောက်လို့ပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ရဲ့ဖုံးလေးမှောက်ထားရခြင်းဖြစ်ပါတယ်တဲ့လူကြားထဲမှာဂိုးရလက်ကိုမကြည့်ရဘူးပေါ့နော်ဒါလေးဟုတ်နေတာပဲပေါ့နော်မကြရင်ဘူးပြီးတော့အခုပေါ့နော်ဒီလာမနစ်ကြရင်အာဆင်နယ်တို့ကသတင်းထူးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီအာဆင်နယ်အသင်းဟာလာမနစ်ရာသီမှာတဲ့ဟိုကဲမက်နဲ့စပွန်ဆာစာချုပ်ချုပ်တော့မယ်လို့သတင်းတွေထွက်နေတယ်ပေါ့နော်ဘာမှမသိပဲနဲ့ဝင်မပြောပါနဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့သူတို့အသင်းကဒီဂိုးပေါက်စီကိုသွားတဲ့လမ်းကိုရှာမတွေ့လို့ပေါ့နော်လမ်းပြောင်းတယ်လို့ဂိုးပေါက်စီသွားတဲ့လမ်းပြောင်းနေလို့ညှို့ပေးဖို့ရန်လေကိုကဲမက်ကိုလိုအပ်နေပါတစ်ဖြစ်ပေါ့နော်ဟိုကဲမက်နဲ့စာချုပ်ချုပ်ဖို့သူတို့ရဲ့ CEO တွေကဆွေးနွေးတိုင်ပင်နေကြတယ်လို့သတင်းလေးတက်နေပါတယ်ခင်ဗျာဒါနဲ့နောက်ဆုံးဒီအာဆင်နယ်ပြည်သက်တွေကိုအကြံပြုချင်တာကတော့ဘာလဲဆိုရင်လက်ရှိအခြေအနေကစိတ်ပျက်စရာကောင်းနေပေမဲ့လည်းစိတ်မပူပါနဲ့အာဆင်နယ်ပြည်သက်ဖြစ်ရတာပြီးခံရင်တရားကိုလက်တွေ့ကြကြကြင်နေရတာဟိုဒီနိဗ္ဗာန်ရောက်ဖို့အတွက်နေဆက်ဆုံးလူစုတွေပဲပေါ့နော်။ဒါကြောင့်လည်းဆိုတော့
ဒီအာဆင်နယ်အသင်းကန်ပြီးဆိုရင်သူတို့ပြည်သက်တွေကဒါတော်တော်ကြီးကိုတီးခံနေရတဲ့ပုံစံဖြစ်တယ်အဲ့ဒါကြောင့်သူတို့တွေကနိဗ္ဗာန်ရောက်ဖို့အတွက်ဖွင့်လန်းပို့ကောင်းတယ်ပေါ့သူတို့တီးခံခြင်းတရားတွေအရန်ကိုမှကောင်းမွန်နေတယ်ပေါ့နော်ရှုံးဆိုတာကတော့ခဏတာပါပဲကွာနောက်ကျရင်တော့လည်းပြန်နိုင်ရင်နိုင်တာပါပေါ့နော်ဒါပေမဲ့အာဆင်နယ်ရှုံးနေတာကတော့တော်တော်ကြာနေပြီဗျနော်ဟိုရှုံးတာလည်းရှိသလိုတည်ကြတာတွေလည်းရှိတယ်ပေါ့နော်သူ့နောက်ကနေပြီးတော့မန်စီးတီးကနောက်ကလိုက်လာပြီအဲ့ဒါကြောင့်အာဆင်နယ်ပြည်သက်တွေကိုပြောချင်တာကတော့မမဘူးပါနဲ့လို့နောက်မနေ့ကျရင်ခုနကထုတ်ပြန်ခဲ့တဲ့သတင်းတွေအရာပေါ့နော်ပြောပြခဲ့တဲ့သတင်းတွေအရာအာဆင်နယ်ကကိုကဲမန်နဲ့စာချုပ်ချုပ်တော့မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့အတွက်ကိုပေါက်ပြောင်းနေတဲ့တိုက်စစ်မှုတွေအတွက်ကိုကဲမက်ကနေပြီးတော့ကိုပေါက်တွေ့နိုင်တဲ့လမ်းကြောင်းကိုရှာတော့မယ်ဆိုတဲ့သတင်းလေးလည်းတက်နေတယ်။အဲဒါကြောင့်မို့စစ်မှုကလည်းလာမနေ့ကျရင်ကိုပေါက်ပြန်တွေ့မှာပါလာမနေ့ကျရင်လည်းဒီနေ့လိုပဲငါတို့ကတော့စုပလာအကုန်သိမ့်မယ်ဆိုပြီးတော့ပဲကြွေးကြော်လိုက်ပါအောင်လို့ပဲပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။ကျွန်တော်နာမည်ကတော့ထင်ကြီးရပဲဖြစ်ပါတယ်